အနာဂတ်ကဘာမှာတော့ဆင်းရဲသားတွေဟာသူထေးတွေရဲ့ကိရိယာတန်စာပလာတွေအဖြစ်ကိုရောက်ရှိလို့နေခဲ့ပါပြီ။ဝေါ်ဝရုတ်တို့အမျိုးသားတယောက်ဆိုရင်နေတိုင်းအချိုရည်ပေါင်း100စီအတင်းတက်ကြစ်ခံနေရပေမဲ့ဘာဝေဒနာမှမခံစားရပါဘူး။အချိုရည်ကပေးတဲ့အရသာနဲ့ခံစားချက်မှန်သမျှဟာစင်ဆာစနစ်တွေကနေတဆင့်သူထေးကြီးရဲ့ဦးနောက်စီကိုတားရောက်ရှိသွားတာကြောင့်ပါအချိုရည်ကြောင့်ဖြစ်လာမဲ့အဝလွန်တဲ့တန်ကိုတော့အဲ့ဒီမျိုးသားကပဲရာနှုန်းပြည့်ခံစားရမှာဖြစ်ပါတယ်။အဲ့ဒီနေရာမှာစတင်လှုပ်ဝင်တဲ့အနာကတော့ပထမဆုံးနေ့မှာတင်ပြင်းထန်လာတဲ့ဦးနောက်လှုပ်ဆော်မှုတန်ကိုမခံနိုင်ပဲပွဲချင်းပြီးမေးလဲသွားခဲ့ပါတယ်။ဆရာဝန်ကသူမကိုကုသပေးဖို့အပြေးလွှာရောက်လာခဲ့ပေမဲ့ကုမ္ပဏီယာရှိကတားမြစ်ခဲ့ပါတယ်။ကုမ္ပဏီရဲ့ရှိုးဝက်ချက်တွေကိုကာကွယ်ဖို့အတွက်အမှုဆောင်ယာရှိတိုင်းရဲ့ခန္ဓာကိုယ်ထဲမှာလျှက်စစ်တက်လိုက်တာနဲ့အသက်ဝင်သွားမဲ့ bias တစ်မျိုးကိုထည့်သွင်းထားလို့ပါပဲ။သူတို့လုံနိုင်တာဆိုလို့အနာကိုဆေးရုံစီပို့ဆောင်ပေးဖို့ပဲရှိပါတော့တယ်။ဒါပေမဲ့ဓာတ်လေကားတကားပိတ်သွားတာနဲ့တပြိုင်နက်ကျွန်တော်တရုပ်ဆောင်နေတာတွေကိုရက်တက်လိုက်ပါတယ်ဓာတ်လေကားတစ်ခွင်မှာဖုံးခဲ့ထားတဲ့ရှိုးဝက်နေရာမှန်းပေါ်ထွက်လာခဲ့ပါတယ်ကျွန်တော်ဟာအနာနဲ့တပုံစံတည်းတူတဲ့ပုံတူရုပ်လောင်းတစ်ခုကိုကြိုတင်ပြင်ဆင်ထားပြီးသားပါဓာတ်လေကားမြင်းကြီးထက်ကိုမရောက်ခင်မှာပဲသူမရဲ့ DNA ကိုထုတ်ယူပြီးအဲ့ဒီပုံတူရုပ်ထဲကိုထိုးထည့်လိုက်ပါတယ်ထို့နောက်ဓာတ်လေကားရဲ့ရုပ်ဖြတ်စနစ်ကိုမူလအတိုင်းပြန်ပြင်လိုက်ပြီးအနာအသက်ရှူရက်သွားပြီဖြစ်ကြောင်းအထက်လူကြီးကိုအကြောင်းကြားလိုက်ပါတယ်ဒီလိုနဲ့ကျွန်တော်ဟာအနာကိုအောင်မြင်ပြန်ပေးဆွဲနိုင်ခဲ့ပါတယ်။သူမစီကနေကုမ္ပဏီရဲ့ရှိုးဝက်ချက်တွေကိုစုံစမ်းထုတ်ယူဖို့ကျွန်တော်မှအချိန်ပိုတွေအများကြီးရရှိသွားခဲ့ပြီဖြစ်ပါတယ်။အဲ့ဒီကုမ္ပဏီဟာဦးနောက်လိုင်းစုံစမ်းထုတ်ယူတဲ့စက်တစ်ခုကိုတီထွင်ထားခဲ့တာပါ။အဲ့ဒီစက်ကိုလူတစ်ယောက်ရဲ့ခေါင်းမှာတက်ဆင်လိုက်ရုံနဲ့အဲ့ဒီလူရဲ့အတွေ့တွေကိုဖတ်ရှုနိုင်မှာဖြစ်ပါတယ်။